ဂါလာဘာဂိုစ်လိတ်ကြီးတွေဟာလက်ရှိကမ္ဘာပေါ်မှာအကြီးမားဆုံးနဲ့အသက်အရှည်ဆုံးကုန်းလိပ်မျိုးစိတ်တွေဖြစ်ပါတယ်။သူတို့ရဲ့ပြန်ပြအလေးချိန်ဟာ385ပေါင်းလောက်ရှိပြီးအသက်သေးတာကျော်အထိအေးအေးဆေးဆေးနေထိုင်နိုင်ကြပါတယ်။မတန်းတရာဆိုရင်အသက်အရှည်ဆုံးကုန်းလိပ်ကြီးဟာအသက်သေးတာ85နှစ်မှာတည်ဆုံးခဲ့ပြီးအဲ့ဒီအချိန်မှာသူ့ရဲ့အလေးချိန်က660ပေါင်းလောက်ရှိခဲ့တာပါ။ဒီလိပ်ကြီးတွေကိုမျိုးစိတ်ခွဲပေါင်း12မျိုးလောက်ခွဲခြားထားပြီးတစ်မျိုးစီကမတူညီတဲ့ပတ်ဝန်းကျင်တွေမှာရှင်တန်ကြပါတယ်။နေထိုင်ရာပတ်ဝန်းကျင်လိုက်ဒီလိပ်ကြီးတွေရဲ့အရွယ်အစားနဲ့ပုံသဏ္ဍာန်တွေကလည်းကွဲပြားကြတာပေါ့။အဲ့ဒီထဲမှာဒါလာဝါဂိုစ်ကျွန်းစုပေါ်မှာနေထိုင်တဲ့လိပ်ကြီးတွေကတော့အကြီးမားဆုံးမျိုးစိတ်တွေဖြစ်နေပါတယ်။ဒီလိပ်ကြီးတွေဟာပုံမှန်ဆိုရင်တကောင်တဲနေတဲ့သတ္တဝါတွေဖြစ်ပေမယ့်နှစ်စဉ်ဖေဖော်ဝါရီလကနေဇွန်လအတွင်းမှာတော့မျိုးပွားဖို့အတွက်စုဝေးတကြပါတယ်။လိပ်ကြီးတွေရဲ့အရွယ်အစားကလိပ်မာတွေထက်နှစ်ဆလောက်ပိုကြီးတာကြောင့်မိတ်လိုက်တဲ့ဖြစ်စဉ်ကသူတို့အတွက်အနည်းငယ်တော့ခက်ခဲစေပါတယ်။ဒါပေမဲ့ဒီလိုအခက်ခဲလေးကသူတို့ရဲ့မျိုးပွားခြင်းစိတ်ကိုမတားဆီးနိုင်ပါဘူး။သူတို့တွေဟာအချင်းချင်းပူးပေါင်းပြီးလက်ရှိမျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းနိုင်ဖို့အောင်မြင်အောင်ကြိုးစားကြပါတယ်။မိလိုက်ပြီးတဲ့အခါမှာတော့လိပ်ကြီးကတခြားလိပ်မာတွေကိုရှာဖွေဖို့ဆက်လက်ထွက်ခွာသွားပါတယ်။တစ်ဖက်မှာလည်းတန်တီအောင်သွားတဲ့ဒီလိပ်မာကြီးဟာမျိုးဆက်သစ်လေးတွေကိုပြုစုပြောထောင်ဖို့အတွက်ခရီးရှည်ကြီးတစ်ခုကိုစတင်လိုက်ရပါပြီ။သူဟာဥဖို့အတွက်တောင်းချီမှာရှိတဲ့6သွေးတဲ့နေရာတွေစီကိုသွားရမှာပါ။မိုင်းအနှဲငယ်လောက်ပဲဝေးတဲ့ဒီခရီးစဉ်ကသူတို့အတွက်တော့တလနီးပါးလောက်လမ်းလျှောက်ရတဲ့ခရီးဖြစ်နေပါတယ်။ခရီးရှည်ကြီးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ဒီလိပ်မာကြီးဟာမျိုးပွားမဲ့နေရာနာကိုချင်းကပ်လာပါပြီ။ဒါပေမဲ့သူတို့ရဲ့နေမြေထဲကိုရောက်တဲ့အခါမှာတော့သူအရင်ကနေခဲ့တဲ့အိမ်နေရာလေးဟာလူတွေရဲ့စိုက်ပျိုးရေးခြံတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာဒီအတားအဆီကိုဖျက်ကျော်ဖို့စွန့်စားခဲ့ပါတယ်။ဒါပေမဲ့ခြံစည်းရိုးကဆန်ဆူးတွေကသူ့ကြောပေါ်ကအာယုံကြောတွေကိုထိခိုက်စေတာကြောင့်ထိမိလိုက်တိုင်းမှာဒီလိပ်မာကြီးဟာပြင်းပြင်းထန်ထန်နာကျင်မှုကိုခံစားနေရတာပါ။တန်ဆူးကြိုးတွေကိုဖျက်ကျော်ပြီးသွားတဲ့အတိုင်းရှေ့မှာလည်းအန်ဒရီတွေကအပြည့်ပါပဲ။ဘယ်လိုအန်ဒရီတွေပဲရှိနေပါစေမိခန်းစိတ်ဓာတ်ကသူ့ကိုနောက်ဆုံးပန်းတိုင်ဖွတ်တဲ့မျိုးပွားရနေရာစီကိုအရောက်တွင်းပို့ပေးနေပါတယ်။အခက်အခဲများစွာကိုကြောဖြတ်ပြီးတဲ့နောက်မှာတော့ဒီလိပ်မာကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ကိုယ်တိုင်မွေးဖွားခဲ့တဲ့နေရာလေးကိုပြန်လည်ရောက်ရှိသွားပါပြီ။ဒီနေရာကတဲတွေကနူးညံ့ပြီးညံ့ညောတာကြောင့်လေကလေးတွေပေါက်ဖွားဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်နေပါတယ်။နေဝင်သွားတဲ့ခါမှာတော့ဒီလိပ်မာကြီးဟာလာယောင်အောင်မှာတင်းနစ်ဘောလုံးအရွယ်စားလောက်ရှိတဲ့ဥအပေါင်း16လုံးကန်ကိုဦးချလိုက်ပါတယ်။ဥတွေတားပေါက်နေစဉ်အတွင်းအပြင်ကအနောက်အရက်တွေမရှိရလျောက်တဲရီနဲ့အသာအရာပြန်ဖုံးပြီးထားလိုက်ပါသေးတယ်။လေးလာကြာစောင့်ဆိုင်ပြီးတဲ့နောက်မှာတော့လိပ်ကလေးတွေဟာမြေကြီးထဲကနေတကောင်ပြီးတကောင်ထွက်လာကြပါပြီ။အဲ့ဒီချိန်မှာသူတို့ရဲ့အရွယ်စားကသူတို့အမေရဲ့1000ပုံတပုံလောက်ပဲရှိပါသေးတယ်။ဒါပေမဲ့နောက်ထပ်နှစ်ပေါင်း100ကြာတဲ့ခါမှာတော့သူတို့ဟာစိုးဆွတ်တဲ့ကုန်းမြင့်ဒေသတွေမှာကမ္ဘာအကြီးမားဆုံးကုန်းလိပ်ကြီးတွေအဖြစ်ကြီးပြင်းလာကြမှာဖြစ်ပါတယ်။